မင်္ဂလာပါသူတို့ဆက်ပစ္စည်းရောင်းဝယ်မော်လကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ကမျက်ရည်ဆက်2မျိုးရှိတယ်နော်ကျွန်တော်ကဒီမျက်ရည်ဆက်လေးကိုအများကြော်ညာပေးဖြစ်တယ်ဒါကိုကျွန်တော်မကြော်ညာပေးဖြစ်ဘူးဒီကောင်လေးလည်းကျွန်တော်တို့ဒီမှာရှိပါတယ်ဘက်ထရီ23နဲ့နော်ဘက်ထရီ23နဲ့ကို21 volt max ဖြစ်တယ်23 42 volt ဖြစ်ပါမယ်ဘက်ထရီမျက်ရည်ဆက်ပါတော်တော်လေးကိုလောက်ရတဲ့ပုံစံမှတ်တယ်နော်ဂီတာတစ်စိတ်ဖြစ်ပါတယ်နာဂီတာတစ်စိတ်ကိုကျွန်တော်တို့စမ်းပြရဖြစ်ပါတယ်ဈေးနှုန်းကတော့9,800ကျမယ်ဒီကောင်ကနော်ဘက်ထရီ23ကို10မှာသူကအတောက်20ဝန်းကျင်ပါတယ်၄တုံးဖြစ်တဲ့အတွက်ကြောင့်42 max တော့ပါမယ်ဒီကောင်လေးကကြတော့2,200,000ပဲဈေးနှုန်းကိုဒီကောင်ကတော့ပထမ9တော့တက်ခဲ9တုံးပါမယ်16ဖို့80ဖို့အဲ့လောက်ဖတ်မယ်နော်စမ်းပြရဖြစ်ပါတယ်အကုန်ပြတ်တယ်နော်ဒီမှာကျွန်တော်တို့အကုန်စမ်းပြပေးနေတယ်နော်ဒီမှာနာဂီတာတော်တော်ကောင်းတယ်ဗျဒီမှာကျွန်တော်တို့ခြုံဖြတ်ပေးနေတာခြုံလူချင်းမင်းတို့မယုံပါဆိုလို့ကျွန်တော်တို့စမ်းသပ်ပြသပေးနေတာဖြစ်ပါတယ်ဘက်ထရီလည်းကျန်းတယ်ဗျဘက်ထရီမျက်ရည်ဆက်လည်းကျန်းတယ်ဒီတော့ကတော့9,800ကျားဖြစ်ပါတယ်โอเคစစိတ်ချရိတ်လို့ရတယ်နော်စိတ်ချရိတ်လို့ရတယ်9နိုင်ဝန်းကျင်လောက်ခန့်တယ်ဘက်ထရီလဲစိတ်ချရိတ်လို့ရတယ်နော်စိတ်ချတာရိတ်ပြโอเคရပြီ stop